အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကသွေးအားကောင်းဆေးတွေဖြစ်တဲ့ Ferrobit တို့ Torhima တို့ဒီလိုဆေးတွေကိုဘယ်လိုတောက်မလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့သင်ကသွေးအားနည်းနေတဲ့လူတစ်ယောက်ဖြစ်နေခဲ့မယ်အခုကျွန်တော်ပြပြသွားတဲ့ Torhima နှစ်ဖက်ချွန်ဆေး Ferrobit ဒီလိုဆေးတွေကိုတောက်နေရမယ်ဆိုရင်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်စေချင်ပါတယ်ဒီဆေးတွေကိုတောက်တဲ့အခါမှာအစာအိမ်ထဲမှာအစာမရှိတဲ့အချိန်မှာတောက်ရင်ပို့ပြီးတော့ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့အစာရှိနေလို့ရှင်တန်တဲ့ဆုပ်ယူမှုကိုအနှောက်အယှက်ပေးလို့ပဲဖြစ်ပါတယ်အစာအိမ်ထဲမှာဘာမှမရှိတာကတန်တဲ့ဆုပ်ယူဖို့ကိုအားပေးပါတယ်ဒါကြောင့်မလို့ထမင်းမစားခင်တနားရီကြိုတော့ပါဒါမှမဟုတ်ထမင်းစားပြီး2နာရီကြာမှဒီဆေးတွေကိုတောက်ပါတကယ်လို့သင်ကအစာအိမ်ယောဂဝေဒနာရှိတယ်ဆိုရင်တော့အစာအနှဲငယ်နဲ့တွဲပြီးတော့တောက်လို့ရပါတယ်ဒုတိယအချက်အနေနဲ့ကကြတော့ဗီတာမင် C ပါဝင်အောင်တောက်ဖို့လိုအပ်ပါတယ်ဒါကဘာကိုပြောရလဲဆိုရင်ဗီတာမင် C ဆေးပြားသို့မဟုတ်ဗီတာမင် C ပါဝင်တဲ့အစားအစာတွေနဲ့တွဲပြီးတော့တောက်ဖို့ဖြစ်ပါတယ်ဒါမှသာတောက်လိုက်တဲ့ဆေးဝါးကိုကောင်းကောင်းဆုပ်ယူနိုင်မှာဖြစ်ပါတယ်အဲ့တော့ဗီတာမင် C ဆေးပြားတွေဝယ်လို့လည်းလွယ်ပါတယ်တွဲပြီးတော့တောက်ပါဒါမှမဟုတ်သင်ကတမယာသီးကြိုက်တယ်လိမ္မော်သီးကြိုက်တယ်ဆိုရင်ဒီလိမ္မော်သီးဖြော်ရည်တမယာဖြော်ရည်တို့နဲ့တွဲပြီးတော့တောက်ပါတတိယအချက်အနေနဲ့ကကြတော့တချို့သောအစားအစာတွေနဲ့တွဲပြီးတော့စားလို့မရပါဘူးတောက်လို့မရပါဘူးတနက်အားဖြည့်ဆေးတွေတောက်တော့မယ်ဆိုရင်ကော်ဖီလက်ဖက်ရည်ရေနွေးချက်နဲ့တွဲပြီးတော့တောက်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီအရာတွေမှာပါဝင်တဲ့လက်ပစ္စည်းတစ်ခုကဆေးတွေဆုပ်ယူဖို့အတွက်ကိုအနှောက်အယှက်ပေးလို့ပဲဖြစ်ပါတယ်ဒါအပြင်မှာဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်းသိချသိထားဖို့လိုအပ်ပါတယ်ဝမ်းမဲသွားတာဖြစ်နိုင်ပါတယ်။ဘိုက်မအီမတာဖြစ်တာဖြစ်နိုင်ပါတယ်။ဝမ်းချုပ်တာဖြစ်နိုင်ပါတယ်။ဒါကြောင့်မလို့တန်တက်အားဖြည့်စေတောက်ပြီးဝမ်းမဲသွားရဲဆိုရင်မစိုးရိမ်ပါနဲ့။ဒါကသဘာဝပဲဖြစ်ပါတယ်။အဲ့လိုမဟုတ်မဲနဲ့ဝမ်းမဲသွားတာကကတ်တရာစီးလို့မဲပြီးတော့အနံ့ကစိုးပြီးတော့အိမ်သာကွက်မှာကတ်တင်နေတာမျိုးဆိုရင်တော့ဒါကတွေးဝမ်းသွားတာဖြစ်နိုင်ပါတယ်။ဆရာဝန်နဲ့သိချပြဖို့လိုအပ်ပါတယ်ဒါပြင်မှရေပြင်းများနဲ့ဆေးကိုတောက်စေခြင်းနဲ့ဒါမှသာဝမ်းချုပ်တာမဖြစ်အောင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်လိုအပ်လို့ရှိရင်တော့ဝက်ပြော့စီပါတောက်မှာဖြစ်ပါတယ်ဘယ်လောက်ထိတောက်မလဲဆိုတာကတော့ကိုယ့်ရဲ့ယောဂပေါ်မူတည်ပါတယ်ဗီဒီယိုဖိုင်လေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်